ဒီလူကသူ့ရဲ့ကွန်ပျူတာကိုပုံမြန်အောင်လုပ်ဖို့အတွက်အမြဲစူးစမ်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်သူကချက်ချင်းပဲ12ခုလုံးကိုရေရဲမြုပ်လိုက်ပါတယ်ဒါပေမဲ့ဒါကတာမန်ရေမဟုတ်ဘူးဆိုတာတော့ကြည့်လိုက်ရုံနဲ့တင်သိနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့စက်ကရှော့မဖြစ်ုံတင်မကပဲပိုကြီးချောမွေ့စွာအလုပ်လုပ်နေလို့ပဲဖြစ်ပါတယ်တကယ်တော့ဒီရေနဲ့တူတဲ့အရေကိုဖိုးလိုက်နဲ့ electronic liquid လို့ခေါ်ပါတယ်ကွန်ပျူတာအေးခံစေးလို့လည်းသိကြပါတယ်ဒါကအရေဖြစ်နေရဲ့မဲ့လျက်ကပစ္စည်းတစ်မျိုးဖြစ်ပါတယ်ဒါကြောင့်အစိတ်ပိုင်းတွေနဲ့တိုက်ရိုက်ထိတွေ့နေရင်တောင်ရှော့ဖြစ်မှာမဟုတ်ပါဘူးလေနဲ့အေးခံတာထက်သူ့ရဲ့ထိရောက်မှုက20စပိုမြင့်ပါတယ်ကွန်ပျူတာအလုပ်လုပ်နေချိန်မှာအေးခံစေးကစူပွက်နေတယ်လို့မျိုးပူဖောင်းတွေထွက်နေမှာဖြစ်ပါတယ်ဒါပေမဲ့တကယ်တော့အပူချိန်ကအဲ့လောက်မြင့်မနေပါဘူးဘာလို့လဲဆိုတော့ဒီရေကအရည်စူမတ်လွန်နေလို့ပဲဖြစ်ပါတယ်ကိတဲ့ကအပူချိန်ကအရည်စူမတ်ထက်ကျော်လွန်သွားတဲ့အခါအရေကအပူကိုစုပ်ယူပြီးရေငွေ့ပြန်သွားပါတယ်အပူအလုံးကိုတည်ဆောင်သွားတာဖြစ်ပါတယ်အေးခံပြုံကိုဖျက်တမ်းတော့အားတဲ့အခါရေငွေ့ပြန်သွားတဲ့တငွေ့ကအရည်ပြန်ဖြစ်ပြီးကွန်ပျူတာထဲကိုပြန်ရောက်သွားပါတယ်ဒါကြောင့်ပဲသူ့ရဲ့ကွန်ပျူတာကပုံမှန်ကွန်ပျူတာတွေထက်ပိုပြီးမျက်စံနေတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တစ်မြန်မာကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်